Hello အားလုံးပဲမင်္ဂလာပါအတီနာပါရှင်ဒီနေ့မှာတော့အတီနာကဒီကြွက်ဘာလို့တက်တာလဲပေါ့နော်ပြီးလို့ရှိရင်ကြွက်တက်တာကိုဘယ်လိုကောက်ကွယ်မလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ပြပြပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီကြွက်ဘာလို့တက်တာလဲဆိုလို့ရှိရင်အဲ့ဒါမပြောခင်ပေါ့နော်ဒီကြွက်ကဘာကြွက်တက်တယ်ဆိုတာဘာပြောရလဲပေါ့နော်တကယ်တော့ကြွက်တက်တယ်ဆိုတာကဒီပေါ့နော်ကိုလှုပ်ရှားသွားလာနေစဉ်မတက်ရက်နေစဉ်ပေါ့နော်ဒီအိတ်နေစဉ်မှာဆိုလို့ရှိရင်เนาะဒီကြွက်သားတူကြီးကအုံနှောက်ရဲ့ဒီလှုပ်ဆောင်မှုမပါဘဲနဲ့သူ့အလိုလျောက်ဒီဖြစ်ညစ်ပြီးတော့နာကျင်စီတာကိုကြွက်တက်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကြွက်ကဘယ်မှာတွေပါတက်နိုင်နေပေါ့နော်တကယ်ကတော့ဒီကြွက်သားတွေရဲ့နေရာတိုင်းမှာတော့တက်နိုင်တယ်ဒါပေမဲ့ဒီလှုပ်ရှားမှုတွေအများဆုံးဖြစ်တယ်ပေါ့နော်ဒီခြေထောက်တို့ပေါင်တို့မှာဆိုရှင်တော့ပို့တက်နိုင်တယ်ပေါ့နော်အဲ့တော့ဒီကြွက်ကဘာလို့တက်တာလဲပေါ့နော်အဲ့တော့ကြွက်ကဘာလို့တက်တာလဲဆိုလို့ရှိရင်เนาะဒီရေဓာတ်ခံချောက်လို့တက်တာပေါ့နော်အဲ့တော့ဒီရေဓာတ်ခံချောက်သွားတဲ့အခါမှာဆိုလို့ရှိရင်เนาะဒီကြွက်သားတွေမှာရှိတဲ့ဒီ potassium dust တို့ calcium dust တို့ဒီလိုမျိုးဓာတ်တွေမှာဆိုရှင်မညီမျှမှုတွေဖြစ်တယ်အဲ့တော့သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုနှောက်ယှက်တယ်ပေါ့နော်အဲ့ဒီအခါမှာဆိုရှင်ကြွက်တက်နိုင်တယ်ပေါ့နော်နံပါတ်2ချက်ကဘာလဲဆိုလို့ရှိရင်လေ့ကျင့်ခန်းကိုအပြင်းထန်လုပ်လိုက်တာเนาะစပြီးတော့အဲ့လိုလုပ်လိုက်တဲ့အခါမှာကြွက်သားတွေကလုံးဝပင်ပန်းနှမ်းတွေပါတဲ့အခါမှာဆိုလို့ရှိရင်ဒါကကြွက်တက်တာကိုဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့နံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင်เนาะတချို့ယောဂအခန်းရှိတဲ့လူတွေပေါ့နော်အဲ့တော့ဥပမာပြောမယ်ဆိုလို့ရှိရင်တော့ဒီ thyroid ယောဂအခန်းရှိတဲ့လူတွေပေါ့နော်ပြီးလို့ရှိရင်ဒီစီးစေးတွေတောက်နေရတဲ့လူတွေပေါ့နော်ပြီး statin ပါတဲ့ပေါ့ဟာလေအစီကြစီဒါမျိုးတွေတောက်နေတဲ့လူတွေမှာဆိုလို့ရှိရင်ဒါကကြွက်တက်တာကိုဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့နံပါတ်4ချက်ကဘာလဲဆိုလို့ရှိရင်เนาะဒီခြေထောက်ကြွက်သားတွေကခြေထောက်ကြွက်သားတွေကသွေးအလုံးလောင်းများတဲ့ခါမှာလည်းဖြစ်နိုင်တယ်အဲ့တော့ဘယ်လိုအခြေအနေမျိုးတွေလဲဆိုလို့ရှိရင်เนาะဒါမူးမမှန်ပဲနဲ့ခန္ဓာကိုယ်မူးမမှန်ပဲနဲ့အိတ်လိုက်တာမျိုးခန္ဓာကိုယ်အနေထားမမှန်တာပေါ့နော်တဏှာထဲကိုအရန်ဖိပြီးအိတ်လိုက်တာမျိုးပေါ့နော်ဒါမျိုးပေါ့နော်နောက်တစ်ချက်ကကျတော့အရန်မတက်ရက်နေရတဲ့လူတွေပေါ့နော်ပြီးလှုပ်ရှားမှုအရန်များတဲ့လူတွေပေါ့နော်ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီကြွက်သားတွေထဲကိုသွေးရအလုံးလောက်မရတဲ့အတွက်ကြောင့်မို့လို့ကြွက်တက်တာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကြွက်တက်တာကကာကွယ်လို့ရလားပေါ့နော်အဲ့တော့ကြွက်တက်တာကဆိုလို့ရှိရင်အလိုလျောက်အလုပ်တိုင်းတာတစ်ခုထိတော့ကာကွယ်လို့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုကာကွယ်မှာလဲပေါ့နော်အဲ့တော့3ချက်ကိုပြပြပေးခြင်းတယ်ပေါ့နော်အဲ့တော့နံပါတ်1ချက်ကဘာလဲဆိုလို့ရှိရင် hydration ဖြည့်တာပေါ့နော်အဲ့တော့လေ့ကျင့်ခန်းမလုပ်ခင်လုပ်ပြီးလုပ်နေစဉ်မှာဆိုလို့ရှိရင်ဒါကရေများတောက်ပြရမယ်ပေါ့နော်အဲ့နံပါတ်2ချက်ကဘာလဲဆိုလို့ရှိရင်เนาะလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီးတော့ပဲပေါ့နော်ဒီနီးစနစ်မှန်ဖို့ပေါ့နော်အဲ့တော့ဒီခြေသလုံးတွေပေါင်တွေကဒါကြွက်တက်တာအဖြစ်များနိုင်တဲ့ဒီကြွက်သားတွေဖြစ်တဲ့ကြောင့်မို့လို့နော်ကိုကလေ့ကျင့်ခန်းကိုမလုပ်ခင်မှာဆိုလို့ရှိရင်เนาะဒီလိုကြွက်သားတွေကိုเนาะအဓိကထားတဲ့ဒီအကျော်လျှော့ခြင်းတွေကိုလုပ်ပေးရမယ်ပေါ့နော်အဲ့တော့ဒီမလုပ်ခင်မှာလည်းလုပ်ပေးရမယ်ဒီအကျော်လျှော့ခြင်းကိုလုပ်ပြီးတဲ့အခါမှာလည်းဒီအကျော်လျှော့ခြင်းတွေကိုလုပ်ပေးရမယ်ပေါ့နော်ပြီးလို့ရှိရင်လေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာเนาะဒီပြင်းထန်မှုနဲ့ပေါ့နော်ဒီခုနကအတိုင်းအတာကိုဖြည်းဖြည်းချင်းတိုးပေးရမှာပေါ့နော်ဒီ intensity နဲ့ duration ကိုဖြည်းဖြည်းချင်းတိုးပေးရမှာပေါ့နော်အဲ့တော့နံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင်ကြတော့ဒီအစားအသောက်နဲ့เนาะဒီ electrolyte တွေကိုဖြည့်တင်တာပေါ့နော်အဲ့တော့ဒီအစားအသောက်တွေကိုဘယ်လိုဟာမျိုးတွေရွေးစားပြီးတော့ကာကွယ်လို့ရလဲဆိုရင် potassium တက်ကြွယ်ဝတဲ့ငပြောသည်ပေါ့နော်magnesium တက်ကြွယ်ဝတဲ့เนาะကစွန်ရွက်တို့เนาะပြီးရင်ခိုက်လန်တို့เนาะပြီးရင်ခုနကဒီဗလဲ nuts တွေပေါ့နော်အစိတ်အစံတွေเนาะတီဟိုစေးတို့ဒါမျိုးတွေစားပြီးတော့လည်းကာကွယ်လို့ရတယ်ပြီးလို့ရှိရင်အဓိကကတော့ calcium ဓာတ်ကိုကကျတော့နိုးကရနိုင်တယ်ပေါ့နော်အဲ့တော့နိုးတောက်ပြီးတော့လည်းကိုကတက်တဲ့လူဆိုလို့ရှိရင်ကာကွယ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီတက်တယ်ဆိုလို့ရှိရင်ရောကိုကဘလို့တက်တာအောင်လုပ်ပြီးလို့ရလဲပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီကြွက်တက်တာကဒီเนาะဒီစက္ကန့်အနေငယ်နဲ့ဒီမိနစ်ပိုင်းပေါ့နော်ဒီ10စက္ကန့်လောက်ကြာတဲ့အခါမှာဆိုလို့ရှိရင်သူ့ဟာသူ့လူလျောက်ပြေရော့သွားတာပေါ့နော်ဒါပေမဲ့လည်းเนาะမပြေရော့ခင်မှာအရန်နာတယ်လေเนาะအဲ့တော့တက်တာအောင်ဘယ်လိုလုပ်ပြီးလို့ရလဲပေါ့နော်အဲ့တော့တက်တာအောင်ဆိုလို့ရှိရင်เนาะဒီကြွက်တက်တဲ့ကြွက်တာကိုကဆွဲဆန့်ပေးရမှာပေါ့အဲ့တော့နှိမ့်နေပြီးလို့ရတယ်ပြီးလို့ရှိရင်เนาะဒီကိုယ့်ရဲ့ဒီခြေကြွက်တက်တဲ့ခြေထောက်ရဲ့ပေါ့နော်ဒီခြေချောင်းတွေကိုညှို့တကြီးဘက်ကိုဆွဲပြီးလို့ရတယ်ပြီးလို့ရှိရင်ဒီခြေမနဲ့เนาะခြေကျိုးခြေညှိုးနှစ်ခုကြားမှာရှိတဲ့ဒီလိုနေရာလေးကိုနှိမ့်နေပြီးလို့ရတယ်ပေါ့နော်အဲ့လိုနည်းနဲ့လေသူတို့ရဲ့ဒီကြွက်တက်တာကိုတက်တာစေနိုင်တယ်ပေါ့နော်နောက်တစ်ချက်ကကျတော့နံပါတ်2အချက်အနေနဲ့เนาะဒီရေခဲရေနွေးအိတ်ကိုအဆင်ပြေသလိုကပ်ပေးလို့ရတယ်ပေါ့နော်တချို့လူတွေကကြတော့ဒီရေနွေးအိတ်နဲ့အဆင်ပြေသလိုတချို့လူတွေကတော့လည်းရေခဲအိတ်နဲ့အဆင်ပြေတယ်ပေါ့နော်အဲ့လိုကပ်ပေးပြီးတော့လည်းဒီကြွက်တက်တာကိုကာကွယ်ပေးလို့ရတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုလို့ရှိရင်เนาะဒီကိုအိပ်ယာဝင်တဲ့အခါမှာเนาะအိပ်ယာဝင်တဲ့အခါမှာဆိုလို့ရှိရင်
ကိုယ့်ရဲ့ဒီကြွတ်တက်နိုင်ရည်များတဲ့ဒီခြေထောက်ကိုပေါ့နော်ဒီ10 cm လောက်10 cm လောက်မြင့်တယ်နော်ဒီ10 cm လောက်မြင့်တဲ့ဒီခေါင်းအုံးပေါ့နော်ခေါင်းအုံးခံပြီးတော့ဒီအိပ်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့အမှန်တိုင်းပြောရရင်နော်အများကြီးရှိတယ်ပေါ့နော်အဲ့တော့နံပါတ်4ချက်ကဘာလဲဆိုလို့ရှိရင်ဒီ dehydration ပေါ့နော်အဲ့တော့တကယ်လို့ကိုကဒီအားကစားလိုက်စားတဲ့လူဖုံနေပေါ့နော်ပြီးရင်ကိုကရေများမတောက်ဖြစ်ဘူးတော့အဲ့လို dehydration ကိုတန်တရားရှိတဲ့လူဆိုလို့ရှိရင်တော့ကိုကရေဓာတ်ကိုများဖြစ်ပြီးတော့တောက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီလီနန်၄ခုနဲ့ဒီကြွတ်တက်အားကိုကာကွယ်ကြွတ်တက်တာကိုတက်တာအောင်လုပ်ပေးလို့ရတယ်ပေါ့နော်ဒီလိုကြွတ်တက်တာကလေအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ရာသီဥတုပူတဲ့အခါမှာလည်းဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဓိကတော့သူက dehydration ပေါ့နော်အမှန်တိုင်းပြောရရင်သူ့ရဲ့ဒီဖြစ်စဉ်ကိုပေါ့နော်ဒီသိပ္ပံပညာရှင်ဒီတောင်မှပေါ့နော်ဘာလို့ဖြစ်တာလဲဆိုတာကိုသူတို့တောင်မှအလုံးစုံမသိသေးဘူးပေါ့နော်ဒီကြွတ်တက်တာနဲ့ပတ်သက်ပြီးတော့ဘုဟုတလေးရအောင် share ပေးချင်တာပါပေါ့နော်အတိနာဆိုလို့ရှိရင်အမြဲတမ်းကြွတ်တက်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တကယ်လို့ကိုလိုပဲပေါ့နော်ကြွတ်တက်တာအများတဲ့လူတွေဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုပြန်လဲဆောက်ရှောက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီရွေချက်လေးနဲ့ share ပေးခြင်းဖြစ်တယ်ပေါ့နော်အားလုံးပဲတာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေရှင်ဘိုင်ဘိုင်